မနေ့ကကျွန်တော်ကဘီနတ်ဘတ်တာဝကမြန်မာဆိုင်ပိုင်ရှင်အမျိုးသမီးကိုဝင်ရှိနေတဲ့အမျိုးသမီးကိုမြန်မာနှစ်ယောက်ကဓာတ်နဲ့ထိုးတက်လိုက်တယ်ဆိုတဲ့ဗီဒီယိုတင်တော့သူကလာရေးတာအများအပြားနဲ့မလေးရှားမှာစိုးနေတာချင်းနေပါတဲ့180လောက်ကစတင်ပြပါလေအဲ့တော့ကျွန်တော်အမြင်ကတော့ချင်းနေအဲ့လောက်ဆိုတာဟုတ်ဘူးဗျကျွန်တော်တို့မြန်မာဆိုင်ဖွင့်ခဲ့တဲ့ KTV ဖွင့်ခဲ့တဲ့အခါမှာချင်းနေကဘီယာလာတော့တဲ့ဘူးရှေ့လေးတွေပေါ့ဒီကောင်တွေပတ်စံလည်းမရှိဘူးချင်းနေကပတ်စံလည်းမရှိကြဘူးသူတို့ကလာလို့ရှိရင်၄ယောက်လောက်လာတယ်ပေါ့နော်၄ယောက်လာလို့ရှိရင်သူတို့ကဗမာစကားပြောကြတယ်တယောက်နဲ့တယောက်စကားမတူတော့ပြောလို့မရဘူးခဏနေလို့ရှိရင်ရံဖြစ်ကြတယ်ပဲတားလို့မရဘူးမလုပ်ပါနဲ့ကျွန်တော်တို့ကမလုပ်ပါနဲ့ host တော့မလုပ်ပါနဲ့ဆိုပြီးဝင်တားတယ်တားလို့မရဘူးဟာကိုင်းတာဒါပေမဲ့သူတို့မှချစ်စရာကောင်းတဲ့အကွက်ကဘာလဲဆိုတော့ဒီကောင်တွေကရံဖြစ်တဲ့အခါမှာဒီကောင်လက်သီးပဲထိုးတာဓာတ်နဲ့မထိုးဘူးဒုံးနဲ့မရိုက်ဘူးပလင်းနဲ့မရိုက်ဘူးသူတို့ကညီကိုစိတ်တက်လေးတွေပေါ့နော်လွန်ကျူးမလုပ်ဘူးဆိုတဲ့သဘောမျိုးထိုးတာသူကစိတ်အာသာပြောင်းထိုးကြမျက်နှာတွေဖူးကြောင်ကုန်ကြမနှက်ပြန်ကြလေကြောက်အဲ့ကောင်တွေပဲပြန်လာဟာကျွန်တော်အန်နေဩကျွန်တော်ဗမာတွေဆိုဒီလိုပဲဖြစ်ပါမလားဟိုရံဖြစ်တယ်ဆိုရင်ခုံနဲ့ကောက်ရိုက်တာပလင်းနဲ့ကောက်ရိုက်တာလက်သီးနဲ့ထိုးဟောဓာတ်နဲ့ထိုးတာပြီးလို့ရှိရင်တသက်လုံးမခေါ်တော့ဘူးချင်းနေကြတော့သူကအဲ့စိတ်တက်လေးကြီးမစိုးလို့ဒီကောင်တွေညီကိုစိတ်တက်ပေါ့နော်လွန်ကျူးမဖြစ်ဘူးပေါ့နော်ဒါပေမဲ့ချင်းနေမှာဆင်းရဲတဲ့အကွက်တစ်ကွက်ရှိတယ်သူတို့ဆင်းရဲသွားစေတဲ့အကွက်ကအကွက်ရှိတယ်အဲ့ဒါကဘာလဲဆိုတော့ချင်းမလေးတွေကအလုံးလုံးကြတယ်ဗျယောက်ျားလေးရတယ်ရအောင်ချင်းမတွေကအလုံးမလုံးတော့ချင်းမတွေကအလုံးမလုံးတာဒါချင်းယောက်ျားတွေကအလုံးမလုံးခိုင်းတာလားတော့မသိဘူးအဲ့ကျမှယောက်ျားရဲ့လာစာကိုမိသားစုကမှီခိုပြီးစားကြတယ်ယောက်ျားရဲ့လာစာကိုမိန်းမစားတယ်ကလေးတွေကစားတယ်အဲ့ဒီရဲ့ရတဲ့လာစာကိုအိမ်လားကပေးတယ်အဲ့ဒီရဲ့ရတဲ့လာစာကိုယောက်ျားဘီယာတောက်တယ်ဆိုတော့မိသားစုကနန်းလန်းမထူးနိုင်တာကျန်တဲ့ဗမာတွေကြတော့အဲ့လိုမဟုတ်ကျန်တဲ့လူမျိုးတွေကြတော့မိန်းမရလာလို့ရှိရင်မိန်းမလည်းအလုပ်လုပ်တယ်ယောက်ျားလည်းအလုပ်လုပ်တယ်ဆိုတော့နှစ်ယောက်အလုပ်လုပ်တယ်နှစ်ယောက်အလုပ်လုပ်တော့လာစာကနှစ်ခုရတယ်နှစ်ခုရတဲ့အခါမှာနည်းနည်းတစ်နှစ်လောက်နေလဲနေရောအရင်ကြီးရလာတော့ကျွန်တော်တို့တွေကအရင်ကြီးရလာတော့မြန်မာဆိုင်ဖွင့်တယ်ကားတွေဝယ်ကြတယ်ချင်းနေကြတော့ तू ကနန်းလန်းမထူနိုင်တော့ဘူး तू တယောက်တည်းလာစာကိုမိန်းမနဲ့ခလေးတာစားတာမိန်းမဘာအလုပ်လုပ်လဲဆိုတော့ခလေးမွေးတဲ့အလုပ်လုပ်တာသူတို့ရဲ့ရိုးရလာတော့မသိဘူးအများစုကိုပြရက်ကွက်ထဲမှာကြည့်လိုက်ချင်းတွေကကားစီးတဲ့ချင်းဆိုတာမရှိဘူးမြန်မာဆိုင်ပိုင်တဲ့ချင်းဆိုတာမရှိဘူးသူတို့ကဘာဆိုစီးပွားရေးကနန်းလန်းမထူနိုင်တာအများစုပြောပြတာပေါ့နော်အားလုံးတော့ပြောတာဟာပေါ့ကျန်တဲ့လူမျိုးတွေကြတော့ဘာဆိုယောက်ျားရောမိန်းမရောနှစ်ယောက်အလုပ်လုပ်တော့နှစ်ယောက်လာတာနဲ့တယောက်လာတာနဲ့ရှင်းလို့မရဘူးလေတယောက်ထဲလာတာကိုမိသားစုကဝိုင်းခိုစားကြအဲ့ချိန်မှာမင်းအဲ့ဒီယောက်ျားကဖျားတာတို့နာတာတို့ဆိုလို့ရှိရင်တိုင်ပတ်အဲ့ယောက်ျားအလုပ်ပြုတ်သွားရင်တိုင်ပတ်ချင်းနေအဲ့ဒါနဲ့လုံးလက်ချလဲလိုက်ပြီးတော့အဲ့မှာလေသူကောင်တွေကစီးပွားရေးကြတာအများစုပဲအားလုံးတော့မဟုတ်ပါဘူးနော်